မျိုးသားတဦးဟာရန်သူစစ်သားတဦးရဲ့ခြေသေးကိုညှက်ပေးနေရင်မဲ့အမှန်တကယ်တော့သူ့ကိုတက်ချင်နေခဲ့တာပါသူဟာခြေသေးဖြတ်တာကိုကိုင်ဆောင်ပြီးရန်သူရဲ့ခြေထောက်ကိုဗီယူတစ်ဆိုင်လှုပ်ဆောင်နေခဲ့ပါတယ်ပတ်ဝန်းကျင်ကလူတွေဟာဒေါသထွက်နေကြပါတယ်သူတို့ဟာရန်သူကိုအလုတ်ကျွေးပြူတဲ့တစ္ဆာဖောက်လို့အော်ဟစ်ဆဲဆိုခဲ့ကြပေမဲ့အဲ့ဒီလူကတော့ဘာမှမပြောဘဲတိတ်ဆိတ်စွာနဲ့သူ့လုပ်ကိုဆက်လုပ်နေခဲ့ပါတယ်ရန်သူစစ်သားကတော့တက်တောင့်တက်တာခံစားနေပြီးဗီယူမဆိုင်တော့ဘဲပေါ်ပေါ်ဆဆနေလိုက်ပါတယ်မကြခင်မှာပဲအမျိုးသားဟာပြီးဆုံးသွားခဲ့ပါတယ်စစ်သားကသူ့ခြေထောက်ကိုကြည့်လိုက်ပေမဲ့ထူးဆန်းတာဘာမှမတွေ့ရပါဘူးတခုခုပြောဖို့လုပ်နေတော့မှအဲ့ဒီလူကအမြန်ထွက်သွားခဲ့ပါတယ်ထို့နောက်စစ်သားဟာထိုင်ကုန်ကနေရက်လိုက်တဲ့အခါသူ့ရဲ့ခြေထောက်တွေကရုတ်တရက်ကွဲထွက်သွားခဲ့ပါတယ်ခြေထောက်တစ်လျှောက်လုံးမှာအကွဲကြောင်းတွေပေါ်လာပြီးအယိုးဖြူတွေသာကြန့်ရှိနေခဲ့ပါတယ်ရွာသားတွေထိတ်လန့်သွားကြပြီးရန်သူစစ်သားကိုယ်တိုင်တောင်တုံလုံးမှုနဲ့ရပ်တန့်သွားခဲ့ရပါတယ်အဲ့ဒီလူဟာတရားစီကိုလျှောက်သွားပြီးသူ့ဖခင်ကိုကျွန်တော်နောက်ဆုံးတော့လက်စားချေနိုင်ခဲ့ပြီလို့ပြောခဲ့ပါတယ်မကြခင်ကမှရန်သူစစ်သားတွေဟာဒီမျိုးသားရဲ့ညီလေးကိုတပ်ပစ်ခဲ့တာကြောင့်ဖခင်ဖြစ်သူကဒေါသထွက်ပြီးရွာသားတွေကိုဥဆောင်ကရန်သူစခန်းကိုတိုက်ခိုက်ဖို့သွားခဲ့တယ်နှစ်ဖက်လုံးတိုက်ခိုက်တော့မဲ့အခြေအနေမှာအဲ့ဒီလူရောက်လာခဲ့ပြီးသူဟာရန်သူစစ်သားရဲ့ခြေသေးကိုညှက်ပေးဖို့တောင်းပန်ပြောဆိုလိုက်တော့ရန်သူကသဘောတူခဲ့ပြီးဒီခွင့်ရင်းနဲ့လက်စားချေနိုင်ခဲ့ပါတယ်